အားလုံးပဲမင်္ဂလာပါကျွန်တော်အခုရောက်နေရပါတော့ဒါကျွန်တော်တို့ရွာပေါ့နတ်စလောရွာရဲ့ဒါလေပြင်ကွင်းထဲမှာရောက်နေပါတယ်ဒီဖျားတောင်ချင်ရင်ပေါ့နော်ဖျားတောင်ချင်ရင်မှာရှိတယ်ဒါလေပြင်ကွင်းကိုဒါရောက်နေပါတယ်ဒီတော့ကဖျားတောင်ပေါ့နော်တပင်ကိုတော့တောင်ကတိတ်မြင်အောင်အခုဒီနေ့ကျွန်တော်သွားမနေရကတော့ပြိုကင်းလေးရှိနေနေရကိုပြိုကင်းလေးဝင်ရောက်ပါမယ်ဝင်ရိုက်ပါမယ်ပြီးတဲ့ခါကျတော့တဲထိုးတဲ့ဟာတွေပေါ့နော်လဲထွန်တဲ့ဟာတွေတဘာဝအတိုင်းပေါ့နော်ထွန်ရစိုက်ပြိုတဲ့ဟာတွေကျွန်တော်ပြပြကြင်ပါတယ်အားလုံးပဲကြည့်ပြပါဦးလို့အရန်လာနေတော့တောင်းကြီးယူရီဆိုင်နေဒီနေ့မနေ့ကမိုးရွာတဲ့ခါကျတော့လဲကွင်းပြင်ကြီးရမှာရေတွေဖွေးဖွေးနဲ့အရန်ကိုမှလပ်ပါနေပေါ့နော်ဒါတဘာဝမြင်ကွင်းနေပါဒါတော့ဒါကဲထူပီးရဟာပေါ့နော်ဒါတို့ကလဲထွန်တာပေါ့နော်စက်နဲ့ထွန်တာပါတမန်ညက်အောင်ဒါပြန်ထွန်ရတာပေါ့နော်တော့လဲထွန်တာဒါလိုပေါ့နော်အခုအရင်တော့ဒါနွားရှင်းနေထွန်ရတယ်အခုကျတော့ဒါဆက်နေတယ်ပေါ့နော်သိုးသက်သွားပြီပေါ့နော်ကျွန်တော်ရွာအခါကျတော့ဆက်တွေနဲ့ထွန်တော့အခုနောက်ပိုင်းကျတော့ဆိုနေရပါတော့တောင်ကြီးကလည်းမြူတွေဆိုင်နေရမိုးရွာနေတော့မြူတွေဆိုင်လို့အဲ့တော့ပြင်းလို့တော့ပါကျွေးနှုံနေပါဗျ
ဆင်ကောက်တဲ့ကွင်းရောက်နေတာပေါ့နော်မဝါပဲနေတစ်ပင်နေပေါ့နော်ဟိုတောင်းနေနဲ့စိမ့်လန်းနေပါတယ်လို့မဆင်စင်စည်းမှာပေါ့နော်ခုကြတော့စင်မကြီးပေါ့နော်ပွားစိန်နဲ့နာမည်ကမဟုတ်ကဲ့ကဲစင်မတက်တော့အောင်မြင်နေပြီကဲဒါအခုကတော့စင်စည်းနေရပါတော့စင်ဘွားလိမ့်ကြမှာဆိုကင်ထားတာရှိရလို့ပြန်ပြုတ်ကြပိုင်းပေါ့နော်ပွားစိန်စည်းနေရပါပွားစိန်做佛长မပေးပါဘူးကျင်လည်းရမ်းလာတယ်ပြိုက်တယ်နော်တော့နဲ့ရမ်းလာပါတယ်ကဲမှာတော့နေရတော့ရမ်းလာပါတယ်ဗျဟိုဘက်တူဒီဘက်တူပတ်လေးလေပေါ့နော်တောင်တန်းနေရမျိုးတွေဆိုင်းနေရပေါ့နော်အခုကမိုးတစိမ့်စိမ့်နေဆိုတော့ဟေးတို့ကိုကြည့်တယ်ကိုဟိုရမစင်ဦးစီးပါမှာစင်ဦးစီးမောင်းနေကျွန်တော်အနောက်ကလိုက်စီရပါဘောနော်ကျွန်တော်တို့ဒီရှိမှာပိန်နေပင်ရှိရပါနော်ပိန်နေပင်ရှိရပိန်နေဒီကောက်ပါမယ်ပုတ်တော့ပုတ်နေကုန်မောပုတ်ကုန်လားမတော့တောင်းလဲဆိုပိန်နေပင်လည်းရှိရတာကောက်လို့ရတယ်ပိန်နေပင်ကအကြီးကြီးပဲကဲပိန်နေပင်ရောက်ပါပြီတက်လောက်မယ်ကဲဒါခုပိန်နေပင်ရောက်နေပါပြီပိန်နေပင်မော်ရောက်နေပါပြီဗျမနော်ပိန်နေကြီးအများကြီးပဲပိန်နေကြီးအများကြီးပဲဒီဘက်မှာလည်းပိန်နေကြီးအများကြီးပဲမိုင်ပေါ့နော်စင်စီကနာကိုလည်းရှုနေပေးကုန်တယ်နော်ရှုနေပေးကုန်ပြီညလားဟာဒီကိုလိုက်မနေတော့တဲ့ကွာဒီကမဲမဲอ่ะမာဝက်မတလုံးမဲလားမဲဘူးပုတ်တော့ပုတ်နေနေတယ်မတလုံးမပိန်နေဒီမှာတလုံးမဲဒီကဟိုထိတ်ဖျားတယ်မဲမလားမသိထိတ်ဖျားမှာတော့ရှိရမဲမလားဒီမှာတော့မမဲဘူးကဲပိန်နေဒီပါမောတာတဲ့ပိန်နေဒီကိုအများကြီးပါဒီမှာပိန်နေဒီတွေဟုတ်မှာတွေရောဂိုင်းပြားမှာတွေရောဒီမှာတွေရောဒီမှာတွေကိုဟိုအောင်မှာတွေကိုဟိုမှာတွေဒီမှာပေါ့နော်ရွေးနေရပဲတီးရပိန်နေဒီပြင်မောကနေရိုက်နေတာပါဟိုလုံးနေဆမ်းပြဟုတ်ပါမလုံးကတော့ဒါမဲနေပြီထင်တယ်ပေါ့နော်ကိုတော့ရမယ်ခင်ဗျာကြမယ်နော်ကောရပါလေမကြောက်ပါဘူးအကန်ချိုးကြတော့မသိဘူးလက်လိုတော့မကြောက်ဘူးကောအပေါ်လုံးကလုံးပုံအညာပါလေးကိုရိုက်ပြီဒီမှာဒီလုံးမဲနေပေါ်မှာကြီးမဲနေပြီမောငဲ့တောင်စားထားပြီမှာမအင်းနေပါပြီဗျဒါကတော့မဲနေပါပြီမတလုံးဟိုထိတ်ချမ်းမှာကိုင်းပြားနားမှာတလုံးဟိုမှာမဲတော့မဲဒီကောင်ဒီကောင်လည်းရင်တော့ရင်ပြီလားမဲဒီကောင်လည်းမဲကောင်နှလုံးမဲနေရကဲမဲနေပါဗျာဟုတ်ပါမှာတော့ပိန်နေစီကိုအများကြီးပဲညနေရောက်ဆိုရင်ဂိုင်းမခံမဲဆိုအဲ့နာမဆောင်ကိုလေကပေးမယ်အဲ့နာမချီတော့နာလုံးမမဲ့ဘူးအဲ့နာမဆောင်ရင်တော့ဒီဘက်ကမလာနဲ့နေရောက်ဆိုရှင်ပြုတ်ကြမှာဆိုလို့ကို6နာလုံးနဲ့မဲ့ဘူးမှာမဲ့ဘူးအော်တစ်ခွာရှိတယ်ပါမိုင်လဲမတစ်ခွာအဲ့မှာတက်ခွာဟုတ်တယ်ပိန်နေဒီကိုဒါအပင်မဲ့ဒီစားမှာပေါ့နော်ခုကတော့ဒါလတ်ဆက်ဆက်ပေါ့နော်
အတန်လေးကိုပုတ်ပုတ်ပုတ်နေရမဲ့နေပေါ့နော်လုံးဝတော့မမဲ့ဘူးအောက်ကလုံးဝမမဲ့ဘူးဒါလည်းမမဲ့ဘူးပေါ့နော်ပိနေဒီခုနေပါတယ်ဟိုမှာအောက်ပါအရန်တော့မြင်ပေါ်ဒါပေမဲ့ပိနေပင်ကအခုမိုးရတော့လေချောလို့တဲရခက်တတ်တယ်အိုင် ကိုကြီး ကဲ ဟာလိုက်ဒီကျိုးဖမ်းတော့မိရော ပိနေဒီပါဒါအပင်မဲ့ဒီပါလက်လက်ဆက်ဆက်ဒီပေါ့နော်မခုံးလိုက်တာ အပြင်ရပြစ်တရားမယ်နင်းအဲ့ဒါနည်းနည်းလေးရတယ် ကဲလက်လက်ဆက်ဆက်အတီးစားပါတော့မယ်ခင်ဗျာ အဲ့မနော်ကိုကြီး ခွန်ကြအလုံးစားဖို့ဖိတ်ခေါ်ပါနော်လာစားကြအောင်ပါကျွန်တော်ခွန်ကြခွဲတော့ပါ ချက်ကို တဘဝတိုင်းပေါက်နေတဲ့တက်ခွာပန်းလေးပါတက်ခွာပင်လေးပေါ့နော်ပန်းတော့မပွင့်နေဘူးမှာပိနေပင်မှာပိနေပင်မှာတဘဝတိုင်းကြိုက်ပေါက်နေအောင်နော်ပိနေဒီအများကြီးရှိပါတယ်ဒီအောင်မလည်းအများကြီးပါပဲဒီမှာလည်းအများကြီးပါပဲဗျကဲဒါဒီဘက်ကိုင်းပေါ့နော်ဒီဘက်ကိုင်းရောက်နေပါပြီလူလည်းချွတ်တီးကြနေပေါ့နော်ဟေး ကိုကန်းကမတရားဘူးတက်ချင်တယ် မတက်နေတော့မတက်နေတော့တော်ရပြီလေကျွန်တော်ဒါနောက်တစ်လုံးကောင်းပါပေါ့နော်ဒီဘက်ကကိုင်းပြားမှာရှိရအလုံးဒီအောက်ကလုံးပေါ့နော်ကူတော့ပါမယ်ဒီမှာပါဒီလုံးလေးကဲခုနချွေးပိနေဒီအမဲပေါ့နော်မှာစားပါတော့မယ်ပင်မဲဒီဒီပါဗျမဆင်လဲကျွေးရင်ပေါ့နော်ကူပဲစားရင်ရမ်းချူပါဗျဟောပါပင်နေဒီကတော့အစီရောအရန်တော့မကြည့်ဘူးပေါ့နော်မအစီရတိတိလေးပဲဟိုက စင်ကြွရရ တော်ထဲမှာရှိရခါကျတော့ ကြည့်လိုက်မယ် ကဲစင်စာကြည့်ပါရဗျသူလည်းကြိုက်ပဲရန်ကောင်းပါလေလို့ပိနေဒီရန်စားကောင်းပါလေမှာတော့စင်ဦးစီကျွန်တော်ညီပေါ့နော်စင်ဦးစီထူတာမကောက်ထားအောင်ရှိရအိုးအောင်ပါဒီကကျွန်တော်လည်းမဲ့ပြီပေါ့မရင်ပြီပေါ့နော်မမဲ့ဘူးအိမ်သေးပါမလို့အရန်ချိုပါတယ်လို့စားကြပါအောင်လို့ bye bye ရောက်ရဲတယ် ဒီကပစားဟာနေပြီလာလာ nhảy